စိတ်ခံမသိတဲ့အခါမှာဒေါသဆိုတာထွက်လာတတ်ကြတယ်အဲ့ဒီထွက်လာတဲ့ဒေါသကိုမထိန်ချုပ်နိုင်ဘူးဆိုလို့ရှိရင်အယုတ်ဆိုးအကြီးတန်းမဖြစ်တဲ့နာတွေဖြစ်သွားနိုင်တယ်လူတွေမှာလောဘဆိုတဲ့တရားရှိသလိုဒေါသဆိုတာလည်းရှိတယ်အကုသိုလ်တရားတွေကကိုယ်ထင်ကြီးတဲ့မာနသူတစ်ပါးကြီးပွားတာကိုမနာလိုတဲ့အိတ်တာကိုယ်သာအခွင့်အရေးရခြင်းနဲ့ပစ္စရိယဒီတရားတွေကသူရဲ့ရင်ထဲမှာလွှမ်းမိုးပြီးတော့နေတတ်တယ်ပေါ့အမြဲတမ်းလွှမ်းမိုးနေတာမဟုတ်ပြီမဲ့လို့အကြောင်းတိုက်ဆိုင်လာတဲ့အခါဖြစ်တတ်ကြတယ်လူတိုင်းဟာသာဝရပြုံးရှင်းနေတာမဟုတ်သလိုလူတိုင်းဟာလည်းအမြဲတမ်းစိတ်တူပြီးဒေါသထွက်နေကြတာမဟုတ်ပါဘူးသို့သောဒေါသထွက်เสียအကြောင်းရှိလို့ဒေါသထွက်လာပြီဆိုရင်ထိန်းချုပ်နိုင်ဖို့လိုအပ်တယ်ပေါ့လောဘဖြစ်လာလို့ရှိရင်လည်းထိန်းချုပ်ဖို့လိုအပ်တယ်ဒေါသဖြစ်လာရင်လည်းထိန်းချုပ်ဖို့လိုအပ်တယ်သူတော်ဘာကြီးပွားတာကိုမနာလိုတဲ့အိတ်သာစိတ်တွေဖြစ်လာလို့ရှိရင်လည်းထိန်းချုပ်ဖို့လိုအပ်တယ်ပြီးကိုယ်တကူသောကောင်းဆန်တဲ့စိတ်ဓာတ်တွေဝင်လာလို့ရှိရင်လည်းထိန်းချုပ်ဖို့လိုအပ်တယ်ဘာဖြစ်လို့လဲဆိုတော့ရှင်ထဲမှာလောဘဖြစ်လာလို့ရှိရင်လည်းသူ့ရဲ့အသိဉာဏ်ဟာအပြော့သွားပြီးတော့မလုံးတဲ့နာတွေမပြောတဲ့နာတွေပြောမလုံးတဲ့နာတွေလှုပ်တာဖြစ်တတ်တယ်ရှင်ထဲမှာဒေါသလွှမ်းမိုးလာလို့ရှိရင်လည်းစဉ်းစားဉာဏ်ပျောက်ကွယ်သွားပြီးတော့မပြောတဲ့နာတွေပြောမိတယ်မလုပ်တဲ့နာတွေလုပ်မိတယ်မမရွေနေကိုဖြစ်စေတတ်တယ်အဲ့ဒီလောဘဒေါသမောဟဆိုတဲ့ကိလေသာတရားဆိုးတွေကိုယ့်ရင်ထဲမှာလွှမ်းမိုးမိနေပြီဆိုလို့ရှိရင်အသိဉာဏ်ပျောက်ကွယ်သွားပြီမပြောတဲ့စကားတွေပြောမိတယ်မလုပ်တဲ့အလုပ်တွေကိုလုပ်မိတယ်အဲ့လိုလုံးမိသည့်အတွက်ကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေကဗဒမဆိုးရွားသွားနိုင်တယ်။ဒါကြောင့်မို့မကောင်းတဲ့စိတ်ဓာတ်မျိုးဝင်လာတဲ့အခါမှာထိန်းချုပ်ဖို့ကြိုးစားကြရမှာဖြစ်တယ်။လောဘကိုလည်းထိန်းချုပ်ရမှာပဲ။ဒေါသကိုလည်းထိန်းချုပ်ရမှာပဲ။မာနကိုလည်း